ကျွေးတင်ငယ်တဲ့ဇမင်းသားဖိုးချစ်ကရုပ်တံလိုက်ပိုင်ဆိုင်တာဇက်တပိန်လောကရဲ့ဝိုင်းရင်ဇမင်းသားကြီးတယောက်ဖြစ်တယ်လို့ဥက္ကဋ္ဌတယောက်လည်းဖြစ်တဲ့ဖိုးချစ်ကတော့လက်ရှိမှာအရင်ကထပ်ပိုပြီးကြီးကြီးတက်ချမ်းသာတဲ့တထေးကြီးတယောက်ဖြစ်လာခဲ့ပါပြီ။ဖိုးချစ်ကအရှင်ကလေးကချမ်းသာကြုံရတဲ့ဇမင်းသားတယောက်ဖြစ်ပေမဲ့လွန်ခဲ့တဲ့နှစ်တွေမှာတော့အခက်အခဲတော့ဖြစ်ခဲ့တာပါ။အကြောင်းကတော့ကိုဗစ်ကာလတွေကဇက်ပွဲတွေမဖြစ်မြောက်တော့တဲ့အချိန်မှာတပင်လောကသားချင်းချင်းထောက်ပံ့ပေးခဲ့တာတွေကြောင့်နဲ့တက်ကြီးရွယ်ဦးတပင်ပညာသည်ကြီးတွေကိုချစ်ရွှွစောင့်ရှောက်ပေးခဲ့တာကြောင့်ဈေးအိတ်စကအတော်ကုန်ထောင်းလာခဲ့ပါတယ်။ဖိုးချစ်ကတပင်လောကတစ်ခုလုံးကိုတက်နိုင်သမျှကြည့်ရှုစောင့်ရှောက်လာပြီးအစင်မပြေတာတွေအတွက်အိတ်ဆိုင်တောင်ကူညီပေးခဲ့တာပါ။ဒီလိုကူညီပေးခဲ့တာကနှစ်၄၅နှစ်တက်တန်းရှိတဲ့အခါမှာတော့သူကိုယ်တိုင်လည်းအစင်မပြေဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဖိုးချစ်ကတပင်လောကသားတွေစုပေါင်းနေထိုင်တဲ့တပင်ချမ်းကြီးကိုဘဏ်တစ်ခုမှအပေါင်ထားပြီးချင်းငွေထုတ်ခဲ့ရတာပါပြီးခဲ့တဲ့နှစ်တွေမှာအဆိုပါတပင်ချမ်းကိုပြန်လည်မရွေးနိုင်တာကြောင့်ဘဏ်မှာအပေါင်ဆုံးတော့မယ်ဆက်ဆက်ဖြစ်နေကြောင်းဖိုးချစ်ကိုယ်တိုင်ပဲထုတ်ပေါ်ပြောကြားလာခဲ့ပါတယ်သူအနေနဲ့ငွေကြေးခက်ခဲတွေများနေပြီးအကျွေးနွံနေလာတာကြောင့်တပင်ချမ်းကြီးကိုရောင်းတော့မယ့်အကြောင်းလည်းပြောလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနောက်ပိုင်းဒီမှာတော့ဖိုးချစ်ရဲ့တပင်ချမ်းနဲ့ပတ်သက်ပြီးဘာတည်းမှမကြားတော့ပဲမိမိပျောက်ပျောက်ဖြစ်သွားခဲ့ကြပါတယ်အခုလက်တလောကြာမှာဖိုးချက်ကသူ့ရဲ့ခက်ခဲတွေပြည်လည်သွားကြောင်းရုပ်တံလိုင်းတစ်ခုဝယ်ယူကတန်ဝိုက်ချပြလာတာပါဖိုးချက်ဝယ်ယူလိုက်တဲ့ရုပ်တံလိုင်းကတော့ Channel K ရုပ်တံလိုင်းဖြစ်ပြီးတူတဲ့မိုဘိုင်းကွင်းနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်ရုပ်တံလိုင်းများစုကတော့ပိုင်ရှင်တွေအနေနဲ့စက်တူရှယ်ယာတွေနဲ့တောင်ဝယ်ယူကြတာများပြီးတူပိုင်ဝယ်ယူတာကရှာလာတာပါဒါပေမဲ့ဖိုးချက်ကတော့တာမန်ရုပ်တံလိုင်းပိုင်ရှင်တထေးကြီးတွေကိုကြော်တက်ပြီး Channel K ကိုတူတဲ့မိုဘိုင်းကွင်းနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်ဖိုးချက်က Channel K ရုပ်တံလိုင်းကိုဝယ်ယူလိုက်တဲ့အတွက်စက်ကာရာကတော့နေသွားမှာဖြစ်ပြီးရုပ်တံလိုင်းကိုပဲတွတ်တအောင်ဦးစီးဦးဆောင်ပြုလုပ်တော့မှာပါ။ဒါပေမဲ့သူချစ်မြတ်နိုးတဲ့တပင်လောကကိုတော့ဘယ်တော့မှကြောခိုင်းသွားမှာမဟုတ်ပါဘူး။တပင်လောကတွတ်တဲ့ရီကိုလည်းတက်နိုင်သမျှပုံမလှုပ်ဆောင်သွားမှာလို့လည်းသိရပါတယ်။ဖိုးချက်က Channel K ကိုဝယ်ယူနိုင်တဲ့အထိအရှင်ကထပ်ပိုချမ်းသာသွားခဲ့ပေမယ့်တပင်ချမ်းကြီးကိုရောင်းပစ်ခင်လားဆိုတာကိုတော့အခုထိကိုမသိရပါဘူး။ဒါပေမဲ့တပင်ချန်ထဲမှာအရှင်ကားလို့လူတွေနေထိုင်နေစေဖြစ်ကြောင်းနှိစက်သူတွေကပြောလာခဲ့ကြပါတယ်။ဖိုးချေအနေနဲ့တပင်ချန်ကြီးကိုမယောင်းလိုက်ရပဲအခုလိုကြီးပွားတိုးတက်ပြောင်းလဲသွားတာသာဆိုရင်သူ့ရဲ့စိတ်ထားကြောင့်လို့ပဲဆိုရမှာပါ။တပင်လောကသားချင်းချင်းဖေးမကူညီပြီးတက်ကြီးရွယ်တွေကိုထောက်ပံ့ပေးတာကြောင့်အခုလိုပြောင်းလဲသွားဖို့ကံမျက်နှာသာပေးလာတာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဖိုးချစ်ဒီလိုကြီးပွားပြောင်းလဲခဲ့တာကတပင်လောကသားတွေအတွက်တော့ပိုပြီးအားကိုးစရာရှာလာနိုင်မှာပါ။ဖိုးချစ်ကသူ့စမပြေခင်ကတော့တက်နိုင်သမျှကြည့်ရှုစောင့်ရှောက်ပေးလာတာကြောင့်အခုလိုအဆင်ပြေလာချိန်မှာတပင်လောကကြီးတစ်ခုလုံးကိုလည်းတိုးတက်အောင်လုပ်ပေးမယ်ပြင်တပင်ပညာသည်တွေကိုလည်းပုံမထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောတပင်ချန်ကြီးကိုရောင်းရလောက်တဲ့အထိအကျွေးနွံနေခဲ့ပေမယ့်ဘဝတစ်စကြိုပြောင်းကရုပ်တံလိုင်းပိုင်ရှင်တထေးကြီးဖြစ်လာတဲ့ဖိုးချစ်နဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်မိလဲဆိုတော့ comment မှာရေးပေးခဲ့ကြပါအောင်ရှင်။